အားလုံးပဲမင်္ဂလာပါမေမေတို့ကြုံမှုကြမယ်ထင်တယ်နော်ကိုကလေးလေးကတနေ့ကုန်ကျောင်းမှာပဲဖြစ်ပေါ့နော်တခြားလူတွေနဲ့တနေ့ကုန်အဆင်ပြေတယ်အိမ်ပြန်ရောက်လာကြမှာကိုနဲ့ကြမှာဘဲကနေအော်ငိုတယ်ကြီးကြတယ်စိတ်ဆိုးတယ်ပစ္စည်းတွေကိုကောက်ပေါက်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်မှုမယ်ထင်တယ်အဲ့လိုမျိုးဖြစ်တဲ့ချိန်ကြလို့ရှိရင်လည်းမေမေတို့ကကလေးလေးပေါ်ဒေါသထွက်မိမယ်ပေါ့နော်အမှန်တကယ်တော့ကလေးလေးကလေကိုနဲ့ကြမှာစိတ်ဆိုးတယ်ကိုနဲ့ကြမှာဒေါသတွေထွက်တယ်ဆိုတာကသူတို့ကလေတနေ့ကုန်လုံးတခြားသူတွေနဲ့ဆိုလို့ရှိရင်အဆင်ပြေနေရတယ်သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ဒီ stress ကိုလည်းသူတို့ပယ်ထားရတယ်ပေါ့နော်အဲ့တော့အိမ်ရောက်မှမိဘတွေနဲ့တွေ့တဲ့အချိန်မှာသူတို့ကစိတ်ကလုံခြုံလို့ဖြစ်တယ်ပေါ့နော်မိဘတွေကို trust ရှိတဲ့အချိန်မှာသူတို့စိတ်ခံစားချက်ကိုသူတို့ကစကားလုံးလေးနဲ့မဖော်ပြနိုင်သေးတော့လေသူတို့စိတ်ခံစားချက်ကိုသူတို့ emotion ဖြစ်နေဒီဒေါသတွေဖြစ်နေကြီးကြတာအနေနဲ့ပေါ့နော်သူတို့ပေါ်ပြကြရတယ်ပေါ့နော်ဒါကလည်းမေမေတို့အပေါ်သူတို့စိတ်ချဆုံးဖြစ်လို့ဖြစ်တယ်မေမေတို့ကယုံကြည်ရဆုံးမှုဖြစ်လို့ဖြစ်တယ်ပေါ့နော်အဲ့တော့နောက်ဆိုလို့ရှိရင်မေမေတို့ဒီကလေးလေးတွေကမေမေတို့ပေါ်စိတ်ဆိုးရဆိုလို့ရှိရင်ကလေးတွေဘာဖြစ်လို့ငါနဲ့ကြမှာစိတ်ဆိုးရလဲငါ့ကိုကြမှာကြီးကြရလဲငါ့ကိုကြမှာအနောက်ဆက်ပေးရလဲဆိုပြီးတော့ပြောလို့မရပါဘူးเนาะပြောလည်းမပြောပါနဲ့အဲ့တော့မေမေတို့ဒီလိုမျိုးအချိန်တွေကြုံလာတဲ့အချိန်ကျရင်ဘာပြောရမလဲဆိုလို့ရှိရင်တသားတို့တမီးတို့မေမေသဘောပေါက်တယ်တသားနားမှာမေမေရှိနေပြီเนาะတမီးနားမှာအခုမေမေရှိနေပြီเนาะဆိုပြီးတော့ပြောကြည့်ပါเนาะအဲ့လိုပြောလိုက်တာနဲ့ကလေးလေး emotion ကလုံးဝဒီ negative ကနေလုံးဝ positive ကိုပြောင်းလဲလာတာတွေ့ရပြီးတော့မျိုးတနေကုန်လို့မိဘနဲ့သားသမီးကြားမှာဆက်ဆံရေးအများကောင်းလာတာမျိုးတွေ့ရပါလိမ့်မယ်ရှင်